မညီနိုင်မောင်ရွေရဲ့အောင်ချာရှိရှိတော့က
မိန်းကလေးများဟာဆိုရင်ပေါ်ပြီးအင်ဂျင်များကိုလည်းမဝတ်ခဲ့ကြရပါဘူးတဲ့ကိုဘာသာကိုရှစ်ကန်းစင်လေးနဲ့တတ်ရရခမ်းပြီးတော့မှဝတ်ခဲ့ကြရပါတဲ့ရှင်လက်ခတ်တန်လေးရဲ့ချောချိုးချိုမြည်ချိုးချိုမြည်ဟိုးရှိတော့ကပစုံလက်မှာကကရရွှေစီကြီးဆိုရင်လေအင်မတန်မှကြီးကျယ်ခမ်းနားပြီးတယ်လို့တက်ကြီးစကားတက်ငယ်ကြားရပြန်တကိုးရှင်ရွှေဘောစီလောင်မျိုးတော်ဟဲ့ကြောင့်လေကိန်းခမ်းတဲ့ဒီရွှေဘငွေချလိုက်ပါတယ်ကျမတို့ဒီရွှေကိန်းခမ်းလေဒီရွှေဘငွေချလိုက်ပါတယ်ကျမတို့ဒီရွှေဘရွှေဘဟုအမည်ဆောင်ဒီတပေါင်းတေးကိုဖြင့်ကြည်အောင်တွေးပါလို့ဒီဖွယ်ပါလို့ဆိုအလုံးရှိခဲ့ပါလို့ဆိုရွှေဘဟုအမည်ဆောင်ဒီတပေါင်းတေးကိုဖြင့်ကြည်အောင်တွေးပါလို့ဒီဖွယ်ပါလို့ဆိုအလုံးရှိခဲ့ပါလို့ဆိုဘာဒီဘဟုစီယိုနိုလူမျိုးတော့ဒီဖွယ်လို့ဆိုစီတော့တောင်းဟိမြင်းရစီလို့စီယွန်တကူ